ဒီဗီဒီယိုလေးကတော့ promo diamond သုံးပြီးတော့ဘယ်လိုမျိုး epic skin တွေဝယ်ရမလဲဆိုတာစဉ်းစားနေတဲ့ brother တွေအတွက်ဘာလို့အဲ့လိုပြောလဲဆိုတော့တချို့ brother တွေက epic skin ဝယ်ပြီးလုံးဝနောင်တရသွားတဲ့ brother တွေရှိတယ်အဲ့တော့နောင်တမရအောင်ဒီဗီဒီယိုလေးကိုသာကြည့်လိုက်တော့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Chucky ပါပထမဦးဆုံး skin အနေနဲ့ကတော့ဒီ Minotaur လေးပဲဖြစ်တယ်ပေါ့နော်ဒီ Minotaur skin ကလည်းတော်တော်ရွတ်လာတယ်ကွာ Minotaur လား Minotaur လားတော့မသိဘူးကွာမမရဲ့မောင်လေးဆိုရင်တော့ပို့ပြီးတော့မှန်လိမ့်မယ် skin အနေထားပါညာစမကလာကလည်းလုံးဝကျွတ်စင် animation ကလည်းလုံးဝလာတယ်ဆိုတော့ဒီ skin ကတော့မဖြစ်မနေယူထားတင်တယ်ကွာတင်က room player ဆိုရင်တော့ဒီခါလီရဲ့ epic skin ကိုတန်းပြီးတော့ဝယ်လိုက်ပါဘာလို့လဲဆိုတော့တော်တော်ရွတ်မှလာတယ် epic ထက်ကိုမှပို့ပြီးတော့လာတယ်လို့ပြောလို့ရတယ်ကွာအဲ့တော့ဒီ epic skin လေးကိုတော့ဝယ်ထားတင်ပါတယ်ကိုက Godzilla စီးရတာကိုလည်းကြိုက်တယ်မမတန်တောင်နဲ့လည်းစောက်ရှင်နေဆိုရင်တော့ဒီ epic skin လေးကိုပဲတန်းပြီးတော့ဝယ်လိုက်ပါတော်တော်ကြီးကိုမှလာတယ်ကွာကိုကယောက်ျားလေးဆန်ဆန်နဲ့စောကြည့်ပြီးစောင့်ရမ်းယူမှကျန်းရှင်တော့ဒီ epic skin လေးကိုဝယ်လိုက်ပါဒီ epic skin လေးကတော်တော်ကြီးမှလန်းတဲ့ multi epic skin လေးပဲဖြစ်ပါတယ်မင်းတို့ဝယ်ကြည့်ကြည့်လိုက်ဘယ်လောက်ထိလာလဲဆိုတော့ကိုက Ascension player ဆိုရင်တော့ဒီ Nolan epic skin လေးကိုတော့ဝယ်စီရှင်ပါတယ်ဘာလို့လဲဆိုတော့ဒီ epic skin ကထွက်ထားတာလည်းမကြသေးဘူးကွာလာတယ်ဆိုတော့ဝယ်ထားတင်ပါတယ်ကိုကတွေးတဲ့နေရာမှာကောင်းနေပဲခောက်ချင်တယ်ဆိုရင်တော့ဒီကတိုကစားရဲ့ epic skin လေးကိုဝယ်လိုက်ပါဘာလို့လဲဆိုတော့မင်းတို့ရေထဲကနေထွက်လာတာဝယ်ရှူးကြည့်ရလားမိုးလိုက်ဆိုးလိုက်ဆိုပြီးတော့ထွက်လာတာကွာ animation ဘာညာစမကလာကလည်းလုံးဝကျွတ်စင်စကေး effect ပိုင်းမှာလည်းပြောစရာမလိုတော့အောင်လာတာကွာအဲ့တော့ဒီ epic skin ကိုတန်းပြီးတော့ဝယ်လိုက်ပါကိုကတန်းကင်ပြီးတော့စောင့်ရမ်းယူမှရှင်နေဆိုရင်ဒီ Bella တို့ရဲ့ skin ကိုတန်းပြီးတော့ဝယ်လိုက်ပါဘာလို့လဲဆိုရင်တော့တော်ကြီးကိုလာတယ်ပေါ့နော်မင်းတို့က EXP လိမ့်မှာနိုးကောင်းတာလည်းဖြစ်ရှင်တယ်မာလည်းမရှင်တယ်ကွာစောင့်ရမ်းယူမှလည်းကြမ်းရှင်တယ်ဆိုရင်တော့ဒီ Tazila ရဲ့ epic skin လေးကိုပဲတန်းပြီးတော့ဝယ်လိုက်ကွာဘာလို့လဲဆိုတော့ဒီ Tazila ရဲ့ epic skin လေးကိုကင်ပြီးသွားရင်မင်းတို့ကတော်ယုံတန်ယုံနဲ့တက်လို့ရမယ့်ကောင်တွေမဟုတ်တော့ဘူးကွာအဲ့တော့ဒီ epic skin လေးကိုတန်းပြီးတော့ဝယ်လိုက်ပါမင်းတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတန်းပြီးတော့ဝယ်လိုက်ကွာကိုကစောင့်မမရှိပဲစောင့်ရမ်းယူမှကြမ်းရှင်တယ်ဆိုရင်တော့ကွာ record ဖန်နဲ့ကြမ်းရှင်တော့မင်းတို့ epic record ပဲတန်းပြီးတော့ဖောက်လိုက်ကွာပေါက်မယ်မပေါက်မယ်ဆိုတာတော့မသိဘူးကွာဒါပေမဲ့မပိုင်ဆိုင်ရလည်းချစ်တယ်တခါကန်ရလည်းဖြစ်တယ်ဆိုရင်တော့ဒီ epic skin လေးကိုပဲဖောက်ကြည့်လိုက်ပါငါလည်းဒီ epic skin ပဲဖောက်မှာပါအခြေရ skin တွေကိုကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ epic skin မှာ epic skin ဖြစ်နေတော့လည်းမတက်နိုင်ဘူးပေါ့နော်